အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ငါဦးလေးချက်ပြလို့လာမြဝေကြတာပဲဖြစ်ပါတယ်အရင်ဆုံးအုတ်တယ်ပီကနဲ့ရင်းနှီးပုတ်ပတ်ဆူအောင်တဲထားလိုက်ပါမယ်ရင်းနှီးတွေပွက်လာပြီဆိုတဲ့အနေထားမှာစားဟင်းမုတ်စမင်းမုတ်နေထားတဲ့ငါဦးကိုအရင်ဆုံးကြက်အောင်ပြုတ်လိုက်ပါမယ်ဟိုဘက်တစ်ဖက်လန်ပြီးတော့အဖုံးလေးခဏအုပ်ပြီးတော့ထပ်ပြုတ်လိုက်ပါတယ်ငါဦးလေးတွေကြက်သွားတဲ့အနေထားဆိုရင်တော့အိုးချလိုက်ပါမယ်ငါဦးကချက်ဖို့အရင်များနေတဲ့အတွက်တဝက်ကိုကြော်ထားလိုက်ပါမယ်ငါဦးကြော်တဲ့နေရာမှာစီအရန်ပေါက်လို့တေချာလေးခင်းဆိုင်ပြီးတော့ကြော်ရပါတယ်။ဒါဆိုရင်တော့ငါဦးကြော်လာပြီးရရှိပြီးဖြစ်ပါတယ်။ကိုလေးကနေငါဦးကြော်လေးအရင်ဆုံးဆယ်ထားလိုက်ပါမယ်။အဲ့စီတဲ့ကိုပဲစက်တွန်နီငီးထားတာလေးကိုထည့်လိုက်ပါမယ်။စက်တွန်နီကိုတော့ထောင်းပြီးတော့ထည့်ပို့ပြီးတော့ကောက်ပါတယ်။မဘောရဲ့စနန်းလေးထည့်လိုက်ပါမယ်။这种你的暖拉卫生的，开年你就拆来吧没？你明年也是喏，开年就明年拆来嘛嘞。今年你拆比的呢，啥也很冇嘢，这大冇嘢哦，就开来拆嘛去吧嘞。呢個嘛，你有啲隻冇嘢會拆來吧沒？你拆比咗，阿婆屋企拆來吧沒？今年你哋一來的時候呢，都先變起比吧咩？那所以呢，今年你哋咧，共幾多比ဖြစ်ပါတယ်။လောက်ထားတဲ့ငါးဦးတွေကိုအနစ်တဲကိုရောထည့်လိုက်ပါမယ်။ငါးဦးလေးတွေနဲ့အရတော့နှက်ဆက်အောင်ရောပြီးတော့မွေပေးပါတယ်။ပြီးတော့မှရေလေးနဲ့ငှက်ထည့်ပြီးတော့ဖုံးတဲထားလိုက်ပါမယ်။ဒီလေးအခုလို့တပွက်နှစ်ပွက်ဆူသွားပြီဆိုတော့မှအတင့်ထောင်းထားတဲ့တစ်တွံပြူရဲ့နေရုပ်ဒီဇိုင်းရဲ့ကိုထဲမှာဖြစ်ပါတယ်ရုပ်ဒီဇိုင်းကိုတော့ကတ်ကြီးလေးနဲ့ကြိုက်ထားဖြစ်ပါတယ်ပြီးတော့မှနနမင်းလေးတွေထည့်ပြီးတော့ခဏထားလိုက်ပါမယ်အခုလိုခပ်ပြီးဆိုတော့အနက်လေးမွေးအောင်ခဏထားပြီးရတော့ရရှိပါပြီစီကြရင်တော့စီလေးကိုလည်းညံ့ညံ့အတုံးပြုတ်နိုင်ပါတယ်ဒါဆိုရင်တော့ငါဥချက်လေးရရှိပြီဖြစ်ပါတယ်ဒီလိုလေးအဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်